အမျိုးသမီးတဦးဟာသူမရဲ့ဓာတ်ပုံတွေကိုကွန်ပျူတာနဲ့ပြုပြင်နေတော့မှထူးဆန်းစွာနဲ့ပဲသူမရဲ့ပါးစပ်နဲ့မျက်လုံးတွေရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ဒါဟာသူမမျက်နှာပေါ်ကမှဲ့တစ်လုံးကိုဖျက်ထုတ်လိုက်တဲ့အချိန်မှာစတင်ခဲ့တာပါ။မှဲ့ကိုဖျက်လိုက်တဲ့ခဏမှာပဲသူမရဲ့မျက်နှာပေါ်မှာနာကျင်မှုကိုခံစားလိုက်ရပြီးမှန်နဲ့ကြည့်လိုက်တဲ့အခါသူမမျက်နှာပေါ်ကမှဲ့ဟာတကယ်ပဲပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါကိုစိတ်ဝင်စားသွားတဲ့သူမဟာသူမရဲ့ပုံသဏ္ဍာန်ဖြစ်နေတဲ့ခါအုပ်ကိုလည်းကွန်ပျူတာထဲမှာတွေ့ရအောင်ပြုပြင်လိုက်ပါတော့တယ်။အံ့ဩစရာကောင်းတာကသူမရဲ့ခါဟာတကယ်ပဲချက်ချင်းဆိုသလိုတွေ့ရသွားခဲ့ပါတယ်။သူမဟာပိုပြီးစိတ်လှုပ်ရှားသွားပြီးမျက်နှာကိုပါနီ blush ချဲ့လိုက်တဲ့အခါမှာလည်းပိုပြီးလှပလာတာကိုသတိပြုမိခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့မျက်လုံးတစ်ဖက်ဟာတဖြည်းဖြည်းမိမ့်မိန်ပျောက်ကွယ်သွားတာကိုသတိထားမိလိုက်ပါတယ်။သူမကွန်ပျူတာကိုအမြန်ကြည့်လိုက်တဲ့အခါ mouse ကသူမရဲ့မျက်လုံးတွေကိုမတော်တဆဖျက်မိနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာပြန်ပြင်ဖို့ဘန်ဒိုစူးစမ်းခဲ့ပေမဲ့ laptop ကသူ့အလိုလိုအလုပ်လုပ်နေပြီးနောက်ဆုံးမှာတော့သူမရဲ့မျက်လုံးနှစ်ဖက်လုံးနဲ့ပါးစပ်ပါလုံးဝပျောက်ကွယ်သွားပါတော့တယ်။ကြောက်လန့်တကြားနဲ့ laptop ကိုချက်ချင်းပိတ်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်လုံးနဲ့ပါးစပ်ဟာမူလအတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ laptop ကသူ့အလိုလိုပြန်ပွင့်လာပြီး mouse ကလည်းသူ့အလိုလိုရွှေ့ပြားနေပါတယ်။ဒါကိုမြင်တဲ့အခါသူမဟာအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။အကြောင်းကတော့ Muse ကသူမရဲ့ခေါင်းကိုဝိုင်းပတ်လိုက်ပြီး delete key ကိုနှိပ်လိုက်တာကြောင့်သူမဟာကြောက်မက်ဖွယ်ကောင်းလောက်အောင်တေဆုံးသွားခဲ့ရပါတော့တယ်။